အော်ငါမေ့နေတာငါဖွေတော့အစာဝယ်အောင်ပါပဲတက်ကြည့်လိုက်အောင်မယ်ဒီ online shop ကပတ်စံကပစ္စည်းနဲ့တော်တော်ဆင်တူတာပဲဈေးကလည်းတက်တာရယ်ဒီဘက်မှာလိုက်တော့မယ်ကဲလက်ပြွားကြီးပစ္စည်းစောင့်ဖို့ပဲကျန်တော့တယ်အော်ငါပို့ထားတဲ့မကြည့်ဝင်ကြည့်လိုက်ပါအောင်မယ်ဝိစာမှားထားတေးစမ်းဟေးဘလော့သွားပြီ အခုလိုမျိုး online shop တွေမှာပတ်စုံဆိုင်ရဲ့ပုံတွေကိုယူသုံးထားတာတွေ့နေရတာကြောင့်ရောင်းချနေသည့် online shop တွေမှာဝယ်ယူတဲ့ customer များအနေဖြင့်ပတ်စုံဆိုင်ကတာဝန်ဖြည့်ရှင်းပေးမှာမဟုတ်ပါဘူးရှင်။ဒါကြောင့်မလို့ online shop ကနေမှာယူတဲ့ customer များအနေဖြင့်ပတ်စုံဆိုင်ကိုဖုန်းဆက်ရတော့၎င်း video call ဖြစ်တော့၎င်းစနစ်တကျစစ်စစ်ပြီးမှဝယ်ယူစီချင်ပါတယ်ရှင်။